ဒီမှာကားပဲတွေကုန်ရှင်းနည်းနည်းတိုးလို့ရလားမသိနည်းနည်းလေးတိုးလိုက်ပါနည်းနည်းလေးတိုးလိုက်စေမော်လာတက်မလားနဲ့ကျွန်တော်ကြောက်လို့ဆက်ပစ္စည်းတို့နည်းနည်းရေမစိုးစီပိုင်းနော်ကျွန်တော်ဆက်ပစ္စည်းရေမစိုးတာကဲတောင်းတာကားပဲကြီးကုန်လေးများဘာကမှကိုကြီးကျော်လည်းဖျက်ချလာလည်းမသိဘူးနောက်တစ်ခါကိုကြီးကျော်တဲ့โอเคဒီတခါကအားလုံးမြူလို့ရအောင်ခုနလုံးကမြန်မာဆိုင်ဝိုင်းနဲ့ပေါ့နော်အခုအားလုံးကလည်းအောင် DJ နဲ့ကိုကြီးကျော်လာမယ်ကိုကြီးကျော် DJ Rock music record. Hey!
တော့တိတ်ပြောတဲ့ပုံလေးပေါက်အောင်တိတ်ပြောတဲ့ပုံလေးလည်းပေါက်ပါဦး ဆက်လက်ပြီးတော့ကျွန်တော်ပထမတော့ဒါအစီအစဉ်တော့မထည့်ထားပါတော့နော်ဒါပေမဲ့အခုကဒီကအားမကြတဲ့ပြိတ္တကြီးကိုအရန်ချစ်သွားလို့ကျွန်တော်နောက်တစ်ပေါက်အနေနဲ့ ဘာကိုပြောရတယ်ဘာကိုပြောရတယ်ဒီတော့ဘာကိုပြောရတယ် နောက်တစ်ပေါက်အနေနဲ့နောက်တော့ကတော့ကိုကြီးကြော်တော့မဟုတ်တော့ပါနော်ကျွန်တော်ကနေပြီးတော့မှမိန်းကလေးလိုလှုပ်ပြီးတော့မှဒေါ်မိုးနဲ့ဥရှိရဒေါ်မိုးကပါမယ်ကျွန်တော်မိန်းကလေးလိုလှုပ်ပြီးတော့မှဥရှိရဒေါ်မိုးကပါမယ်ခင်ဗျာစောင့်ဝေးကြဖို့မြစ်တရားခမှာလေခင်ဗျာကျွန်တော်ခဏဥစားလေးလဲပါမယ်ခင်ဗျာကျွန်တော်မင်းနာပါခင်ဗျာ ဘယ်ဟာလဲဟမ်ကဲအားလုံးဟောတော့ဆိုတဲ့ချင်းလေးနဲ့ဟောတော့ အမပြောတယ်ဖြည်းဖြည်းပြောအောင်ကြံသေးတယ်အများကြီးကြံသေးတယ်အရန်ပြောချင်နေကြခဏဆောင်ပူကလည်းပူတယ်ဖြည်းဖြည်းပေါ့ပြောတာကြားပြီလေကွယ် ကဲဟောတော့ဆိုရင် ပန်းကုန်းတွေအများကြီးဝယ်လို့ရှိရင်အများ အား ကြီး ကြလိုက်မောပါမှာဘောခဏစောင့်နေအေးမလို့လေဘလို့တပြည့်နေတာအစင်းလေးအစင်းကလေး ကောင်လေးကိုလည်းတနာကြပါဦးမငိမ့်မောင်တို့ရဲ့ဒါဆိုလို့ရှိရင် hot dog လေးနဲ့ကြည့်ကြမယ်နော်ချစ်စရာကောင်ရှင်းလေးတိုးပါအောင်မောင်လေးโอเคအဲ့ဒါဆို hot dog တစ်ချင်းလေးစားကြမယ်နော်ပိတ်သွားပြီခဏလေးဒီကံပေးကြပါဒီလိုကငါကြောက်လာပြီ နိုးဖွဲ့ရဆိုထားတဲ့ hot dog တဲ့